အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့လူသားချင်းစာနာမှုအမြင့်ဖြတ်အဆုံးသတ်ခြင်းဆိုတဲ့ကောင်းစင်နဲ့မိသည့်အဖွဲ့အစည်းကမှအပြစ်တင်ခြင်းမပြုပဲမြေပြင်ကပြည်သူဒုက္ခကိုဗဟုယူ၍နှလုံးသားချင်းနှိစက်စေရန်ယူရပြီးဤဗီဒီယိုကိုတင်ပြပါရခင်ဗျာတမိုင်းဆိုတာအောင်နိုင်သူတွေရေးကြတာဖြစ်ပေမဲ့စစ်ကွဲရဲ့ဌာနတန်းချက်ကိုတော့အဖြစ်မဲ့ပြည်သူတွေကပဲခါးစည်းခံကြရပါတယ်။ယနေ့ညီမနိုင်ရဲ့မြေပြင်အခြေအနေဟာကိန်းကနန်းတွေတည်င်းကောင်းစဉ်တွေထက်အများကြီးပိုမိုဆိုးရွားနေပါတယ်။နိုင်ငံရေးအယူအဆတွေအာဏာဇက်တီနဲ့နယ်မြေဆိုးမှုတွေအကြပါတကယ်တမ်းပျောက်ကွယ်သွားတာကတော့လူသားဆန်မှုဖြစ်ပါတယ်။လက်နက်ကိုင်လန်းစင်ဟာပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အောင်ထင်ရပေမဲ့တကယ်တမ်းတော့အမုန်းတရားတန်တရားကိုပဲရှိလာစေပါတယ်ကြီးစံတောင်ထွက်သွားတိုင်းပုံးတလုံးပေါက်ကွဲတိုင်းထိခိုက်တာဟာပြတ်မှတ်တယ်မကပါဘူးအဲ့ဒီဒဏ်ရာဟာတိုင်းပြည်ရဲ့အနာဂတ်ကိုပါထိမှန်သွားတာပါစစ်ပွဲကြောင့်မိဘမဲ့ဖြစ်သွားတဲ့ကလေးငယ်တွေအိုမင်းမဆွမ်းမတော်တဲ့ထောင်တွေပြေးလွှာနေရတဲ့အဘွားတွေကိုလှအရင်ကမတန်ရှင်းဖြစ်သွားရတဲ့လူငယ်တွေရဲ့ဘဝကိုဘသူကတောင်းယူပေးမှလဲတိုက်ပွဲတွေတောင်လန်ဒါတွေပျက်စီးတာတွေလူသားချင်းချင်းသားရှိရဲ့ယုံကြည်မှုတွေပျက်စီးသွားတာကပိုပြီးရင်နာစရာကောက်ပါတယ်ပဋိကမတွေကြားရှာလာတာနဲ့ပြန်လာလူဖဲကြီးရာကျန်းဖတ်မှုကိုကျင့်သားရတာလို့ဖြစ်နေပါတယ်မြို့ပါတွေမှာလည်းစိုးရိမ်ခြင်းနဲ့ရှင်သန်များပြီးကြီးလက်ဒေတာတွေမှာလည်းပိုးအင်းတွေပြားပုံဖြစ်နေရပါတယ်လက်နက်ကိုင်ခွဲစီအသီးသီးရဲ့ကြားမှာဗီဒီယိုဟာဓာစားခံဖြစ်နေရပါတယ်အစားအသောက်ရှားပါမှုတွေစီးပွားပြက်လက်မှုနဲ့လုံခြုံမှုမရှိတဲ့ပတ်ဝန်းကျင်တွေကလူသားတယောက်ရဲ့အခြေခံရပိုင်ခွင့်တွေကိုရိုက်ချိုးနေပါတယ်အနိုင်ရရှုံးတဲ့အသက်ရှင်သန်ရေးကပိုပြီးခက်ခဲလာတဲ့အခြေအနေဟာကျွန်တော်တို့နဲ့ညံ့သွားအကြီးမားဆုံးတော့တတိပဲချက်တစ်ခုဖြစ်ပါတယ်အောင်မြင်စုဆိုတာတစ်ဖက်ကိုအမျက်ပြတ်ချေမှုညင်တစ်ခုမဟုတ်ပါဘူးအောင်မြင်စုအစစ်ဆိုတာကိုယ်နိုင်ငံသားတွေညက်ဘက်မှာအိမ်မက်ဆိုးတွေမရှိပြအေးအေးချမ်းချမ်းအိပ်ပျော်နိုင်ခြင်းဖြစ်ပါတယ်လက်နက်ကိုင်လမ်းစဉ်ဟာအချက်တဲတွေကိုပုံမနှက်ချင်းပြီးတိုင်းပြည်ကိုအနစ်9လလောက်နှောက်ပြန်ဆွဲသွားစေပါတယ်အခုချိန်မှာကျွန်တော်တို့လိုအပ်နေလာကအပြန်လက်စားချေမှုပြီးမဟုတ်ပဲစာနာလေမှုဖြစ်ပါတယ်ဘာဒီဒီကခေါင်းဆောင်ဒီအနေနဲ့မိမိတို့ရဲ့မမတွေကို short ချပြီးတကယ်တမ်းမြေပြင်ဖွင့်တေဆုံးနေရတဲ့ PDU တွေရဲ့အတန်ကိုနားထောင်ပြီးဟိုလိုအပ်နေပါဘူးခင်ဗျာငြိမ်းချမ်းရေးဆိုတာတောင်းဆိုရုံနဲ့မရပါဘူးငြိမ်းချမ်းရေးကိုတိဆောက်ရတာဖြစ်ပါတယ်အမုန်းတရားနဲ့တိဆောက်တဲ့အောင်မြင်စုဟာမမြဲပါဘူးမေတ္တာနဲ့ဆန္ဒမှုနဲ့တိဆောက်တဲ့ရည်ညွှန်းမှုကသာတိုင်းပြည်ကိုရေရှည်တည်တံ့ပြပါအနာဂတ်မျိုးနစ်စစ်တွေအတွက်ကျွန်တော်တို့ဘာတွေကိုအမွေပေးခဲ့ကြမလဲကြီးခွန်ရီလားပြပုံတွေလားဒါမှမဟုတ်အေးချမ်းချမ်းသောလူဖွဲ့ကြီးလားလူသားချင်းစနာမှုအမြတ်နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့အားလုံးဟာဒီမြေပေါ်မှာအတူတူနေခံရမယ်မိသားစုဝင်တွေဖြစ်ပါတယ်ဒါကြောင့်အချမ်းဖတ်မှုတွေကိုရက်တန်ပြီးအေးချမ်းသာရမြန်မာပြည်တစ်ကိုမိုင်းဝင်တိဆောက်ကြဖို့အချင်းတန်နေပါပြီခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe နေပြီးကူညီတော့ပါအောင်ခင်ဗျာအားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေခင်ဗျာYes.